မင်္ဂလာပါဒီဗီဒီယိုလေးမှာတော့ဒီ always on display ပေါ့နော်အဲ့ဒါလေးကိုချိန်တဲ့နည်းလေးကိုပြောပြပေးတော့မှာပေါ့နော်ပြီးွားရင်ဒီ double tap နှိပ်ပြီးဆိုရင်ပွင့်လာတယ် double tap နှိပ်ပြီးဆိုရင်ပိတ်သွားတယ်ပေါ့နော်အဲ့ဒါလေးကိုဘယ်လိုလုပ်ရလဲဆိုတာလေးကိုကျွန်တော်ဒီဗီဒီယိုလေးမှာရှင်းပြပေးတော့မှာပဲဖြစ်တယ်ပေါ့နော်ပထမအဆုံးကျွန်တော်တို့ဒီဖုန်းထဲကိုဝင်လိုက်ပေါ့နော်ဒီမှာ setting နဲ့ဝင်လိုက်ပါ setting နဲ့ဝင်လိုက်ပြီးဆိုတာနဲ့ဒီမှာ home screen lock screen and wallpaper ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်ပေါ့နော်အဲ့မှာ always on display ဆိုတာလေးရှိရပေါ့နော်အဲ့ဒါလေးကိုတစ်ချက်နှိပ်လိုက်ပြီးွားရင် AOD style ဆိုတာတစ်ချက်နှိပ်လိုက်ပေါ့နော်အဲ့မှာကျွန်တော်တို့ကိုကြိုက်တဲ့ပုံတွေကိုအများကြီးပဲထားလို့ရတယ်ပေါ့နော်ဥပမာအနေနဲ့ဆိုရင်ကျွန်တော်ဒီတစ်ခုလေးကိုရွေးလိုက်မယ်ရွေးပြီးတော့ apply နှိပ်လိုက်ပြီးတော့မှကျွန်တော်တို့တစ်ချက်ကြည့်လိုက်မယ်ဆိုရင်ခုနကပုံကနေပြီးတော့ change တော့မှာပဲဖြစ်တယ်ပေါ့နော်အဲ့ဒါမှနောက်တစ်မျိုးနောက်တစ်နည်းအနေနဲ့ change နေဆိုရင်လည်းရသေးတယ်ဒါလေးပေါ့နော် remote လေးတွေချိန်လို့လည်းရတယ်ပြီးဒါလေးတွေလည်းချိန်လို့ရတယ်ပေါ့နော်ကျွန်တော်ဥပမာပြန်ချိန်ပြမယ်ဒီလိုလေးပေါ့နော် okay အဲ့မှာကိုယ့်အစိတ်ကြိုက် signature အနေနဲ့ချိန်နေတယ်ဆိုရင်ဒီအောက်မှာဒီ right text ဆိုတဲ့နေရာလေးမှာပေါ့နော်ကိုဘယ်ဘက်ကိုထားမလဲဘယ်လိုလုပ်ချင်လဲပေါ့နော်ဒါလေးတွေရှိရပေါ့နော်အဲ့မှာကျွန်တော်တို့ထောက်လိုက်ပြီးွားရင်ကိုကြိုက်တာရေးလို့ရတယ်ပေါ့နော်ကိုကြိုက်တာရေးပြီးတာနဲ့down ကိုနှိပ်ပေါ့နော် down ကိုနှိပ်ပြီးရတယ်။ဒီမှာ apply ဆိုအောင်နှိပ်လိုက်တာနဲ့ကျွန်တော်တို့ဒီကိုရေးချင်တဲ့စာလေးတွေပေါ်အောင်လဲလုပ်ထားလို့ရတယ်ပေါ့နော်။ဒါကတော့ကျွန်တော်တို့ဒီ always on display ချိန်နည်းလေးကိုပြပြပေးသွားတာဖြစ်တယ်ပေါ့နော်။နောက်တစ်ခုအနေနဲ့ကကြတော့ကျွန်တော်တို့ဒီscreen ကို double tap နှိပ်ရင်ဖွင့်တာပိတ်တာပေါ့နော်။အဲ့ဒါလေးကိုဘယ်လိုလုပ်လဲဆိုတော့ဒီ home screen lock screen ဆိုတဲ့ထဲရပဲမှာပဲပေါ့နော်။ဒီ home screen lock screen ထဲရပဲကျွန်တော်တို့အောက်ကိုဆွဲချလိုက်ဒီမှာ smart screen on off ဆိုတာရှိတယ်ပေါ့နော်အဲ့မှာပထမဦးဆုံးဟာကို off နေတာမ on နဲ့ပေါ့နော်ဒီကောင်ကကြတော့သူ auto ကင်ပေးတာမျိုးတွေဖြစ်တဲ့အတွက်ကြောင့်ဒါကိုမလုပ်နဲ့ဒီ double tap to ဆိုတဲ့ဟာလေးကိုနှိပ်ပေါ့နော်အဲ့ဒါလေးကိုဒါ off ထားလိုက် on ထားလိုက်ပေါ့နော်ပြီးရင်ဒီကောင်တွေကတော့ off ထားလိုက်ပြီးရင်ဒီအောက်က double tap to turn off ဆိုတာလေးကို off ထားလိုက်ပေါ့နော်on ထားလိုက်ပေါ့နော်အဲ့နှစ်ခုကို on ထားလိုက်တယ်ဆိုရင်ဒါအဆင်ပြေတယ်ပေါ့နော်အဲ့နှစ်ခုကို on ထားလိုက်ပြီဆိုတာ ਨੇ ကျွန်တော်တို့ဒီ double tap နှိပ်လိုက်တာ ਨੇ ပိတ်သွားမယ် double tap နှိပ်တာ ਨੇ ပွင့်သွားမယ်ပေါ့နော်ဒါလေးပါဟုတ်ကဲ့ဒီ view ထဲမှာတော့ကျွန်တော်ဒီ Vivo V50 Lite မှာဒီ setting ထဲမှာပါတယ်ပေါ့နော် feature လေးနှစ်ခုကိုကျွန်တော်ရှင်းပြပေးသွားတာပဲဖြစ်တယ်ပေါ့နော် channel phone တွေမှာလည်း2 in 2ပဲပေါ့နော် channel phone တွေမှာလည်းပါမယ်ဒါပေမဲ့ကျွန်တော်ဒီ Vivo V50 Lite ထဲက setting အကြောင်းလေးတွေကိုကျွန်တော်ပြပြပေးသွားတာဖြစ်တဲ့အတွက်ကြောင့်မို့အားလုံးပဲအကျိုးရှိမယ်လို့မျှော်လင့်ပါတယ်နောက်ဗီဒီယိုမှာလည်းနောက်ထပ် setting ပိုင်းလေးတွေနဲ့အကျိုးရှိရာလေးတွေကိုထပ်ပြီးဝေမျှပေးသွားမှာဖြစ်တဲ့အတွက်ကြောင့် like and subscribe နှိပ်ထားပေးဖို့မမေ့ပါနဲ့เนาะအားလုံးကျေးဇူးတင်ပါတယ် bye bye